သူ့မိမကချင်မလေသူတော့ကျွန်တော်ပြောချင်းဗီဒီယိုပေါ်ပေါ်လဲသူ့မိမဒီဘလို့ပြန်လဲစာညာပြောတယ်ဆိုမှဒီပြန်လို့ရတယ်ဟုတ်တယ်သူတော့ကျွန်တော်တော့ခဏအကူကြီးတောင်းတယ်ဘယ်လိုလုပ်ကောင်းမလဲခဏအကူတောင်းငါဒီဟုတ်ပြောလိုက်တာဟိုတခါကျွန်တော်ဟိုလဲစစ်ကြောင်းမှာအဲ့ဒီစစ်ကြောင်းဖုန်းနံပါတ်ပေးမလို့အဲ့ဒါကျွန်တော်လည်းဟိုခင်ဗျားတို့ရှစ်ခင်ဗျားတို့လည်းလောလောပဲကျွန်တော်လည်းလောလောနဲ့ပြန်ထွက်သွားလို့ဖုန်းနံပါတ်ပေးမိတာဒီကပေးမလို့ဒါမင်းညကောငါတင်းတင်းလေးဆိုတော့ဟုတ်လားအေးကျွန်တော်ကဒီမှာရောက်လာဟိုဘယ်လဲ15ရက်လောက်ရှိကြပြီကွာကောင်းလိုက်တာဝတ်တာပါငါတော့ကျမလည်းငါတပ်ပေါ်မရတယ်ပြီးဟုတ်ကဲ့ဒီလည်းငါတို့ရအောင်ဟုတ်ကဲ့ဟိုတမန်နေအင်ကြီးလားအင်ကြီးတွေကပတ်ပြင်လိုက်သေးတာလားရှိတယ်လေရှိတယ်လေဟိုတနေ့ကတော့ရတဲ့အဲ့ဒီဟမ်ဟုတ်တယ်မလေးရှိတယ်လားတော့ရတယ်လေကျွန်တော်ယူခက်ဟာလားကျွန်တော်လည်းတော့ပြရမှာ။ဘာကြေကြပါဦးကြေကြပါလားဟော။ဘာလဲဝင်လာတာဟုတ်လား။ပေါ်ဘူးလေးကြိုင်။တော့မလဲ။ညဘက်ဆိုတော့ပေါ်ဘူးလေးကြိုင်ရဲ့။ပေါ်ဘူးလေး။ကံမကောင်းအပြစ်ခံမှာဆိုတော့ဟုတ်တယ်လေ။အစာ6ကပေါ်ဘူးလား။ဖြူကုတ်ဆိုရတယ်။ကျွန်တော်ဒီမှာဟောလိုက်ရတယ်ကျွန်တော်ဒီမှာ။ကဲမကောင်နေတော့ဒီမှာ။လဲတာတွေဝါပဲတော့။မမြင်အောင်ဆိုအတန်လာဟောလိုက်ကျွန်တော်လေးလောက်ဝင်နေပါညာ။ဒီကဝန်တာလိုက်တာဒီမှာရမကြဘူးဖြူဖြူဆိုတယ်တိတိကျကျတွေဖြစ်လာဟိုမှာဟို3ရောက်တော့မှကျွန်တော်မမမိတော့ခွန်ထိုက်ရတော့ရလူကမမှတ်မိတော့စိတ်ကြော်လက်ကြော်ပဲနေဒါမှတလည်းတမန်လေးရေးတယ်ဘောတော့တမန်မေတော့လည်းငါပြောတဲ့ထဲတော့မင်းတို့စော်ထားတယ်ကွာရတယ်ဟုတ်တယ်ဒီမှာတမန်လေးဘုံရောက်ဒီအတူဝေးမှာပြင်းတော့သူကတော့ဒူလာတဲ့ဒီဇိုင်းမရတယ်ရအဲ့လိုလန့်ဟိုကျူတင်ရဟောပြောဒါလည်းကြံတော့ကြံရအောင်တိတ်ချင်ကျွန်တော်ဒီလိုပြေးဟုတ်ဟုတ်ကဲ့ရတယ်ကဲအဲ့ဒီနေ့ဝင်နေတယောက်ပါဒီဘက်ဝမ်းတာလည်းကွာမင်းနဲ့တွေ့ရပူဝမ်းတာမင်းနဲ့တွေ့ရတဲ့သူဝမ်းတာတဲ့